လူတစ်ယောက်ဟာကဘာပေါ်ကအရာအလုံးပြောင်းပြန်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါကြီးကျယ်လန့်ဖြန့်သွားပါတယ်။အစမှာတော့သူက TV ကြည့်ဖို့စူးစမ်းပေမဲ့ဖန်သားပြင်ပေါ်ကဇက်ကောင်တွေကပြောင်းပြန်ကြီးလှုပ်ရှားနေကြတာပါ။ဗီဒီယိုခွေချို့ယွင်းနေတာလို့ထင်ပြီးတခြားကားတကားပြောင်းကြည့်ပေမဲ့လည်းထူးမခြားမနာပါပဲ။ဒါနဲ့လေကောင်းလေတန်းရအောင်ပတင်းပေါက်ဖွင့်လိုက်တဲ့အခါမှာတော့သူ့အိမ်ကြီးချင်းကသူ့ကိုနှုတ်ဆက်ရင်နောက်ပြန်ကြီးလမ်းလျှောက်နေတာကိုမြင်လိုက်ရတာကြောင့်မိုက်တယောက်ချက်ချင်းပဲကြောက်လန့်သွားပါတယ်။ထူးဆန်းတာတွေကဒီမှာနေမရက်သွားပါဘူးအိမ်ထဲပြန်ဝင်တဲ့အခါမှာလည်းနိုင်လက်တံတွေကပြောင်းပြန်လဲနေသလိုရေပုံပိုင်းကလည်းပုံမှန်မဟုတ်တော့ပါဘူးသူတငယ်ချင်းပြောတဲ့စကားတွေကပါနောက်ပြန်ကြီးဖြစ်နေပါတယ်တယောက်ယောက်ကသူ့ကိုပညာပေးနေတာလို့မိုက်ကထင်ပြီးစကားပြောဖို့အတွက်သူတငယ်ချင်းဖြစ်သူကိုအိမ်ထဲခေါ်လိုက်ပါတယ်ဒါပေမဲ့ဟိုလူကအိမ်ထဲကိုနောက်ပြန်ကြီးဝင်လာတာပါမိုက်ကကိုကာကိုလာတပူးတိုက်လိုက်တဲ့အခါပိုပြီးထူးဆန်းတာဖြစ်လာပါတယ်သူတငယ်ချင်းကခွက်လွတ်ကြီးကိုမောတောက်လိုက်တဲ့အခါတောက်လေလေခွက်ထဲမှာကိုကာကိုလာတွေကပိုများလာလေလေပါပဲတောက်ပြီးသွားတဲ့အခါမှာလည်းသူတငယ်ချင်းကနောက်ပြန်လုံးရက်တွေကိုပဲဇက်တိုက်လုပ်ပြနေပါတယ်ခဏကြာမှတော့ကိုကာကိုလာဘူးကလည်းအကောင်းတိုင်းပြန်ဖြစ်သွားပါတယ်မိုက်တယောက်ဘာကိုမှနားမလည်နိုင်တော့တာကြောင့်အကြောင်းပြချက်တစ်ခုပေးပြီးတငယ်ချင်းကိုအိမ်ကနေပြန်လွှတ်လိုက်ပါတယ်အချင်းဒီကိုစုံစမ်းဖို့မိုက်ကကားမောင်းပြီးအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ဒီလိုပြောင်းပြန်ကဘာကြီးမှာမိုက်ရဲ့ကားမောင်းပုံကလုံးဝမှားယွင်းနေပါတယ်ဒါပေမဲ့နောက်ခဏမှာတော့ဒါတွေအားလုံးဟာအိမ်မက်တစ်ခုပဲဆိုတာသိလိုက်ရလို့မိုက်တယောက်တပ်ပြင်းချနိုင်သွားပါတယ်သူလည်းစိတ်အေးလက်အေးနဲ့ကိုကာကိုလာတပူးတောက်ဖို့ပြင်လိုက်ပေမဲ့နောက်ခဏမှာတော့